မင်္ဂလာပါဒီရပိုင်းတွင်ကျွန်တော်လည်းဒီမီးပြက်နေရလဲတခြားကျွန်တော်တို့ line နေလဲတိတ်မြတခြားရန်ပေါ်မချပြဘူးပေါ့နော်ဒီနေ့တော့ကျွန်တော်တွေးလို့ကျွန်တော်တင်ပေးလိုက်ပါတယ်ဆိုတော့ဒီပေါ်လေးကိုကျွန်တော်ရဲ့ Telegram channel မှာလည်းဒီမှာတင်ပေးထားရပါတော့ဒီ Telegram channel မှာတကယ်လို့ရှာမတွေ့ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ဒီ YouTube ရဲ့ video အောက်မှာဒီ ball link ရယ်ပြီးတော့ကျွန်တော်ရဲ့ Telegram channel ကိုအောက်မှာdescription မှာပေါ့နော်နှိပ်ပြီးတော့ကြည့်ပြီးတော့ကျွန်တော်ဝင်ရောက်လုပ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီကောင်လေးကိုကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတာလည်းအစားဆုံးပြသွားမယ်ပြီးလို့ရှိရင်ဒီကောင်ကိုကျွန်တော်ငွေဘယ်လိုထုတ်ရမလဲဆိုတာလည်းပါတခါလေးပြသွားမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီကောင်ကိုလုပ်မယ်ဆိုရင်ကျွန်တော်ဒီ ball link ကိုအရင်ဆုံးဝင်လိုက်မယ်ဝင်လိုက်ပြီးရင်ကျွန်တော်ဒီပုံစံမြင်ရမယ်ပေါ့နော်ဒီပုံစံမြင်ရလို့ရှိရင်ကျွန်တော် start ဆိုတာလေးကိုနှိပ်မယ်Okay start ဆိုတာနှိပ်ပါလို့ရှိရင်ဒီအခုအချိန်อ่ะပေါ့နော်နည်းနည်းဘောကလေးနေရပေါ့နော်ဆိုတော့ကျွန်တော်နှိပ်လို့မှကျွန်တော် join ရမယ့် channel တွေမပေါ်လာလို့ရှိရင်ကျွန်တော်နောက်တစ်ချက်နှိပ်ပေါ့နော်နှိပ်လို့ရှိရင် join ရတဲ့ channel ကြာလိုက်မယ်ကြာလာလို့ရှိရင်ကျွန်တော်ဒီ channel 6ခုရှိတာကိုတခုချင်းစီလိုက် join ပေးလိုက်ပါโอเคကျွန်တော်တို့ join ပြရည်ဆိုလို့ရှိရင်ကျွန်တော်ဒီအောက်က icon all join ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါတော့နှိပ်လိုက်ပါလို့ချင်းကိုက channel join ထားရတဲ့နဲ့ဒီလိုမျိုးထပ်ချလာရင်ထပ်နှိပ်ပါထပ်နှိပ်ပေးပါအကုန် join ရတဲ့နဲ့ဒီမှာတစ်ခုကြံခဲ့โอเคကျွန်တော်တစ်ချက် all join နှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီစာကြလာမယ်ဒီစာကြလာလို့ရှိရင်အဲ့ဒီစာအတိုင်းကျွန်တော်တို့မှန်အောင်ရေးပေးပေါ့နော်โอเคရေးပြီးတော့ကျွန်တော်တို့စမ်းပို့လိုက်ပေါ့နော်ပို့လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ရပြီပေါ့နော်ဒါဆိုရင်ပေါ်ရပါပြီဘောကဝင်ပြီးသွားပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာဘယ်လိုလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ဒီမှာ bonnet ပေါ့နော် bonnet ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာ cap bonnet ကိုနှိပ်လိုက်သူက 0.34 လုံးနှိပ် BNB ရတယ်ဆိုတော့ကျွန်တော်တို့အဲ့ကောင်တစ်ခါလေးထုတ်လို့ရတယ်ပေါ့နော်ကျွန်တော်အဲ့ဒါကိုဒီမှာငွေဘယ်လိုထုတ်လဲ wallet ဘယ်လိုချိန်လဲတစ်ခါလေးပြသွားမယ်ပေါ့နော်ဆိုတော့ကျွန်တော်ငွေထုတ်မယ်ဆိုရင် withdraw နှိပ်ကျွန်တော်တို့ wallet မချိန်ရသေးတဲ့သူတွေအတွက်ကြောင့်ဒီမှာ send viewer BNB PEB တွဲ wallet address ဆိုပြီးပြောရပါတော့ဆိုတော့ကျွန်တော်အဲ့ဒါကိုကျွန်တော်ကကြတော့ Binance ကနေတွားယူလိုက်မယ်ဥပမာ brother တို့မှာ Binance မရှိဘူးတခြား exchange တို့ wallet တို့ရှိတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီထဲကBNB PEB တွဲ network နဲ့ပေါ့နော်အဲ့ဒါကိုယူဖို့လို့အဲ့ဒီ address ကိုယူပြီးထည့်လို့ရတယ်ပေါ့နော် Okay ဒီမှာ BNB smart chain ပေါ့နော်အဲ့ဒါယူပြီးတော့ကျွန်တော်ကဒီမှာထည့်လိုက်မယ်ဒီမှာထည့်လိုက်မယ်ဟိုထည့်လိုက်ဆိုရင်ဒီမှာသူကဘယ်လောက်ထုတ်မလဲပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့ဒါကျွန်တော်တို့မှာစနကျွန်တော်တို့ bonnet ယူထားတာ 0.34 လုံးနှိပ် BNB ရှိတယ်ဆိုတော့ကျွန်တော်တို့ 0.34 လုံးနှိပ်ပေါ့နော်အဲ့ဒါကိုစမ်းပို့လိုက်ပြီးကျွန်တော် confirm ကိုနှိပ်လိုက်ပေါ့နော်confirm နှိပ်လိုက်ရင်သူကမှငွေထုတ်နေပြီဥပမာ brother တို့အနေနဲ့ကကျွန်တော်တို့ Binance မရှိဘူးကျွန်တော်တို့ Binance မရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ Trust Wallet ပဲဖြစ်ဖြစ်Trust Wallet ပဲဖြစ်ဖြစ် Meta Market ပဲဖြစ်ဖြစ်လဲထုတ်လို့ရတယ်ပေါ့နော်အခြား Bybit တို့ Bitget တို့ဘာလို့လဲထုတ်လို့ရတယ်ကျွန်တော်အားဆိုရင်ဒါတော့ကျွန်တော် Trust Wallet ပေါ့ Trust Wallet ထဲကနေပြီးတော့အဲ့တော့ဘယ်လိုယူရမလဲမသိတဲ့လူတွေတော့ကျွန်တော်အပေါ်က search bar ကိုတစ်ချက်နှိပ်လိုက်မယ်เนาะပြပါလို့ရှိရင်ကျွန်တော် BNB ဆိုတော့ရိုက်လိုက်ပါ BNB ဆိုတော့ရိုက်လိုက်ပြီဆိုတော့လည်းကျွန်တော်အပေါ်ဆုံးမှာတွေ့ရတယ် BNB smart chain ဆိုတာလေးကိုနှိပ်လိုက်ပါเนาะနှိပ်လိုက်ပြီးတော့ကျွန်တော်အဲ့ဒီက BNB address ကိုယူပြီးတော့ထည့်လို့ရပါတယ်ငွေထုတ်တာကတော့နည်းနည်းလေးတော့စောင့်ပေးရပါတယ်โอเคဒီမှာဆိုလို့ရှိရင်ကျွန်တော် refer system ကိုတစ်ချက်ပြမယ်ပေါ့နော်ကျွန်တော်တို့ကwithdraw fee ပြရင်เนาะဒါပေမဲ့မပူပါနဲ့ brother တို့ကဒီ withdraw fee ပြလို့ရှိရင်ကျွန်တော်တို့နောက်ထပ်တစ်နာရီလောက်ချားမှတစ်ခါထုတ်ကြည့်ပေါ့เนาะအဲဒါဆိုရင်တော့ရပါတယ်
ဘာလို့လဲဆိုတော့ကျွန်တော်ဒီဘောကိုလှုပ်ထားတဲ့လူအနေနဲ့ကသူကငွေထုတ်ပေးဖို့အတွက်သူ့ရဲ့ wallet ထဲမှာပတ်စံကုန်သွားတာမျိုးဖြစ်တိုင်းနဲ့အဲ့လိုကြောင့်ကျွန်တော်ငွေထုတ် fee ဖြစ်တာပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ refer system ကိုတစ်ချက်ကြည့်မယ်ဆိုတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်လူတယောက်ခေါ်လို့ရှိရင် 0.34.2 BNB ရမယ်ပေါ့နော်ကျွန်တော်လူခေါ်လိုက်တဲ့လူကစနကျွန်တော်အပေါ်ကမှာလုပ်ခဲ့တဲ့အတိုင်း channel 6ခု join ပြီးတော့ကျွန်တော်တို့ဒီအောက်က icon လေးတွေပေါ်လာလို့ရှိရင်ကျွန်တော်တို့ရှိမှာ refer တက်ပြီပေါ့နော်ဆိုတော့ကျွန်တော်အချိန်တစ်ခုတိုင်းတာတစ်ခုဒီစောင့်ပြီးတော့ကျွန်တော်တို့ brother တို့ငွေထုတ်တာငွေပြန်ထုတ်ပြမယ်ပေါ့နော်အခုတော့ခဏရက်လက်ထားလိုက်ပါမယ်ကျွန်တော်ပထမဒီမှာကျွန်တော်ပထမတစ်ခေါက်ထုတ်သေးရပေါ့နော်ထုတ်သေးတော့မရဘူး withdraw fee ပြသွားတယ်ဆိုတော့ကျွန်တော်နိုင်ခွက်လောက်စောင့်ပြီးတော့ကျွန်တော်ဒီမှာတစ်ချက်ပြန်ထုတ်ကြည့်ရပေါ့နော်ဒါကတော့ကျွန်တော် main ကောက်ပေါ့နော်ကျွန်တော်တစ်ချက်ပြန်ထုတ်ကြည့်တဲ့အခါမှာဒီမှာထုတ်လို့ရတယ်ကျွန်တော်ရဲ့ main ကောက်ကကြတော့ကျွန်တော် Trust wallet နဲ့ချိန်ထားတဲ့အတွက်ကြောင့် Trust wallet တွေကိုရောက်လာရပေါ့နော်โอเคဒီမှာเนาะရောက်လာပါတယ်ငွေထုတ်လို့ရတယ်ပေါ့เนาะဥပမာကျွန်တော်တို့ငွေထုတ်လို့ withdraw fee ပြသွားရလို့ရှိရင်စိတ်တက်မကြသွားနဲ့ပေါ့เนาะနိုင်ခွဲတစ်နိုင်လောက်စောင့်ပြီးတစ်ချက်ပြန်ထုတ်ကြည့်ပါတကယ်လို့မရဘူးဆိုလည်းအဲ့ပုံစံတိုင်းပဲကျွန်တော်တို့အချိန်တိုင်းတာတစ်ခုထိစောင့်ပြီးတော့တစ်ချက်ပြန်ထုတ်ကြည့်ရင်တော့ရပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒီ channel လေးကကျွန်တော်ဒီနေ့တိုင်းလည်းကျွန်တော်တွေ့ရင်တွေ့သလိုဗီဒီယိုတွေ့ရင်တွေ့သလိုပေါ့နော်ကျွန်တော်ဒီလိုဘော်လေးတွေကိုကျွန်တော်ပုံမှန်သင်ပေးတယ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ပေးခဲ့စီခြင်းပါတယ်အားလုံးပဲအစရ queue site ကြပါလို့အခုခေတ်ကြည့်ပါလေ